Christmas နဲ့ New Year promotion အနေနဲ့တလပိုင်း10ရက်နေ့ထိစိုင်းမလာစားတော့ဧည့်သည်တော်များကိုမလာရှမ်းကောနဲ့မလာထန်း9000ဘူးပြည်တာနဲ့ 50% လဲ shop ပေးထားပါတယ်ရှင်။မလေးမှာမလာရှမ်းကောဆိုင်လေးအများကြီးထဲကကျမတို့အာဝါမလာထန်းမလာရှမ်းကောကတော့စစ်စွမ်းအရသာလေးရှိပြီးဘုံစုအယိုးပြုတ်ရည်လေးနဲ့လည်းသုံးဆောင်နိုင်ပါတယ်ရှင်။ကြီးစုံဖြော်ရည်ဖြစ်တဲ့ Super Fruity နဲ့စိတ်တလုံးအသီးစစ်နဲ့ဖြော်ထားတဲ့ချီမန်ကိုစာကုခရင်ကိုလည်းလူကြိုက်များပါတယ်ရှင်။ဒါလေးကတော့ရာသီပေါ်သီးဖြစ်တဲ့ထောပတ်သီးလေးနဲ့အုံးရည်ကိုဖြော်ထားတဲ့ဖြော်ရည်လေးဖြစ်ပါတယ်။စစ်ချမ်းမှာဆိုရင်အထော်အသက်အရသာလေးကတော့ level 1ဆိုလို့ရှိရင်ပုံမှန်ပါရှင် level 3ကတော့ပိုထုံပြီးပိုဆက်တာကြောင့်ထုံလို့ဆက်ကြိုက်သူများအတွက်လည်းပိုပြီးဆင်ပြေပါတယ်ရှင်အချင်းဆိုရင်လည်းဆိုင်ကဆက်ပြီးသားမကြီးရှင်တဲ့တမများချင်းကိုလည်းပေးတဲ့အပြင်ကိုယ်တိုင်စိတ်ကြိုက်ဆက်စားလို့ရအောင်အချင်းကောက်လေးတွေကိုလည်းထားပေးထားပါတယ်ရှင်အသားနဲ့ပင်လယ်စာက100 g 6000အရွက်100 g 3000ကစားပြီးကိုလိုချင်တဲ့လောက် brand နဲ့ချိန်ပြီးလဲရောင်းပေးပါတယ်ရှင်ပါဆယ်မှာယူမယ်ဆိုလို့ရှိရင်လည်းမာလာရှမ်းကောဆိုလို့ရှိရင်3000ဘွားကစားပြီးမာလာထန်ဆိုလို့ရှိရင်3000ဘွားကစားပြီးရောမှာယူနိုင်ပါတယ်အခြားဆိုင်ကြမနူရဖြစ်တဲ့ထမင်းကြော်ရဲ့ထူးခြားချက်ကတော့အသားတွေကိုရောမကြော်ပဲထမင်းကြော်အရသာပေါ်လွင်အောင်အသားကိုတီးတန့်လဲပြင်ဆင်ပေးထားပါတယ်ရှင်ကျမတို့အာဝါမလာထက်မလာရှမ်းကောဆိုင်လေးကတော့6438လမ်းထောင်မှာရှိပါတယ်ရှင်စစ်ချမ်းအရသာစစ်စစ်နဲ့ထူးခြားတဲ့ထွေမျိုးစုံကိုလည်းလာရောက်ဆန်းမြည်ကြည့်ဖို့လည်းဖိတ်ခေါ်ပါတယ်ရှင်